သိန်းစုငိမ့်တဲ့အရေးချင်းတာလို့ပေမဲ့ပြည်သက်အားပေးမှုနဲ့ပါစွာထိုင်းနိုင်ငံကို MGI ပြိုင်ဖို့ထွက်ခွာသွားတဲ့ JK ဆိုဗီယာအလောက်ငယ် JK ဆိုဗီယာကတော့ Miss Grand မြန်မာ2025အလှမယ်ဖြင့်မြန်မာကိုစားပြုဖို့ Miss Grand International 2025ပြိုင်ပွဲကြီးတွေထိုင်းနိုင်ငံကိုထွက်ခွာသွားပါပြီ။ဂျာရီမင်းသူရဲ့ထွက်ခွာသွားတဲ့ပုံရိပ်တွေမှာအားလုံးမြင်တွေ့ကြရတဲ့ရှားတစ်ခုကတော့အရှင်နှစ်တင်နဲ့မတူဘဲနဲ့ပြည်သက်အားပေးမှုနဲ့မချင်းဆိုတဲ့ချက်ပါပဲ။ JK ဆိုဗီယာရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခမ်းမြို့လေးကနေမြန်မာနိုင်ငံရဲ့ကိုစားပြုအလားမယ်တယောက်ဖြစ်လာတဲ့ကချင်တိုင်းရင်းသူလေးပါသူမှရှိတဲ့ရေချွတွေကတကယ်ကိုမှမခေပါဘူးအရင်က top ထိုင်တာအလားမယ်ဖြတ်ခဲ့တဲ့နီနီလေးအိမ်တဲစုငိန်တို့နဲ့ရှင်ပြောရရင်တောင်မှသူ့ရဲ့ profile ကပို့ပြီးတောင်မှပြည့်စုံနေသေးလားလို့ထင်မှတ်ရပါတယ်ပထမဆုံးအနေနဲ့ communication skill ပါတဝိုင်းလိပ်စာကိုရေးရေးလဲလဲပြောနိုင်ရုံသာမကအတန်ထွက်ကစနိုင်ငံတကာစစ်မိတယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ်အင်္ဂလိပ်စာဆရာမလေးတယောက်ဖြစ်ခဲ့တာမလို့သူ့ရဲ့စကားပြောဆွဲရည်ကယုံကြည်မှုရှိပြီးပြတ်သားတယ်မနေ့ကတဲစုငိန်ရဲ့အင်္ဂလိပ်စကား